အားလုံးပဲမင်္ဂလာပါ Football Match Arsenal page မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် page ကတော့ Arsenal အသင်းအကြောင်းကိုပြောတဲ့ page လေးဖြစ်ပါတယ်မနက်ကကန်သွားတဲ့ Champions League ပွဲဖြစ်တဲ့ Inter vs Arsenal ပွဲပြီး review လေးဖြစ်ပါတယ်ဒီပွဲမှာတော့ Arsenal တို့ကအဝေးကွင်းမှာတောက်ကန်ခဲ့ရပြီးတော့၄ပွဲဆက်အဝေးကွင်းကန်ရတဲ့အနေအထားဖြစ်ပါတယ်ပွဲထက်လာတဲ့လူစင်းမှာတော့ဂိုးသမား David Raya နဲ့အောက်တန်းကတော့ Gabriel Sa ဆလီဘာကိုမော်စကာရာနဲ့တွဲပေးထားပြီးတော့ full back ကိုတော့တင်မာနဲ့ Luis Kelly တို့ကဝင်ရောက်ကစားခဲ့ပါတယ်အလယ်မှာတော့Declan Rice နဲ့ Odegaard ကိုတော့အနားပေးထားပြီးတော့Zubimendi ရဲ့ Merino ရဲ့ Azier ကိုပွဲထုတ်လာခဲ့ပါတယ်တိုက်စစ်မှာတော့ Victor Rokerer ကိုနားပေးထားပြီးတော့ Gabriel Jesus ကိုတောင်ပန်တစုံဖြစ်တဲ့ Saka နဲ့ Trossard တို့ကဝင်းရံပြီးတော့ပွဲထုတ်လာခဲ့ပါတယ်ပွဲစားတာနဲ့3မိနစ်လောက်မှာပဲဘူကာဆာကတောင်ပန်းကနေပြီးတော့ဆွဲပြေးလာပြီးတော့အထဲကိုကတ် inside လုပ်ပြီးတော့ဆွဲပြီးတော့ကန်ပေမဲ့ကန်ချက်ကပျော့ပြီးတော့ဂိုးသမားပဲဖမ်းမိသွားပါတယ်နောက်ထပ်ကစားနေရင်9မိနစ်မှာတော့ကွင်းလျံနေပြီးတော့အဇီးတယောက်နောက်ခံလူတယောက်ကိုဖိတ်ပြီးတော့အလဲကိုထိုးချပေးခဲ့တာဂေဘရီယယ်ဆလီဘာကိုပြန်ချိုးပေးပြီးတော့စကယ်လီမှတစ်ဆင့်တင်မာဘက်ကိုလှမ်းကန်ပေးတာdeflection ဖြစ်ပြီးတော့လမ်းကြောင်းပြောင်းပြီးဂါဘရီယယ်ဂျေဇူးစီကိုရောက်ပြီးတော့စောစောစီအာဆင်နယ်တို့အခွင့်ကိုရရှိခဲ့ပါတယ်အခွင့်ကိုရပြီးတော့အသိမကြပါဘူးနောက်တဲ့10မိနစ်လောက်မှာပဲခြေပါကိုပြန်လဲပေးခဲ့ရပါတယ်အင်တာမီလန်ဘက်ကိုအကူတော့မာကက်ထရူရန်ကန်လိုက်တဲ့အလုံးကနေပြီးတော့ပြန်ထွက်လာပြီးတော့အင်တာကွင်းလဲဆွစ်ချစ်ကကန်လိုက်တာဂိုးဝင်သွားပါတယ်အကူမှာပိတ်ထားတဲ့ဇူမန်ဒီရဲ့အမှားလို့ပြောလို့ရပါတယ်ကန်ဝင်းမရအောင်တက်ပိတ်လိုက်လို့ရပါမယ်ပေးကလိုက်ပြီးတော့ကိုသမားလည်းမျက်ွယ်နေသားမျိုးဖြစ်နေတော့မကာကွယ်နိုင်ပဲနဲ့ကိုပေးလိုက်ရဖြစ်ပါတယ်ခြေပါကိုရပြီးရတယ်မကြဘူးအင်တာမီလန်ဘက်ကလည်းအနည်းငယ်အာဆင်နယ်ဘက်ကိုဖိအားပေးလာခဲ့ပါတယ်ဖိအားပေးနေရနေပဲအာဆင်နယ်ဘက်ကပဲဒုတိယကိုထပ်မံရရှိခဲ့ပါတယ်အဲ့ဒီကိုတော့အာဆင်နယ်ဟာစပီအသင်းလို့ပြောနေကြတယ်စပီကနေပဲရရှိခဲ့တာဖြစ်ပါတယ်ဆာကာကော်နာကနေပြီးတော့ထောင်လိုက်တာကိုထရော့ဆက်ကခေါင်းတိုက်ပြီးတော့ဂိုးရှေ့ကိုချပေးလိုက်ပြီးတော့ဂေဘရီယယ်ဂျေဆူးကကွက်တိနေရာယူပြီးတော့ခေါင်းတိုက်ပေးသွင်းခဲ့တာဖြစ်ပါတယ်အင်ကွင်းမှာထပ်မံပြီးတော့ဥဆောင်ကိုပေးလိုက်ရတာကြောင့်အင်တာမီလန်တို့လည်းခြေပါကိုရရန်အတွက်ပြန်လည်ကြိုးစားလာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့အာဆင်နယ်တို့ကဒီရလက်ကိုပဲထိန်းဖို့အတွက်ကစားအားကိုနည်းငယ်ရှော့ချလိုက်လာခဲ့ပါတယ်တချို့ကစားသမားတွေကိုစောစောစီးနားပေးခဲ့ပြီးတော့အဓိကလာတဲ့ player တွေကိုသွေးပူအောင်လို့ဝင်ရောက်ထည့်ကစားခဲ့ပါတယ်ပွဲကစားချိန်မိနစ်89မိနစ်လောက်မှာဆာကာလွတ်ထွက်သွားပြီးတော့ဂိုးသမားကိုကန်ခွင့်ရလိုက်ပြီမဲ့လေဂိုးမရရှိခဲ့ပါဘူးအဲ့ဒီအလုံးမှာတော့ဘေးမှာလွတ်နေတဲ့တိုက်စစ်မှုဖြစ်တဲ့ Victor Rokeres နဲ့နောက်တစ်ယောက်ထပ်ပါလာပဲမဲ့ဆာကာနောက်ကိုပြန်မခောက်ပဲတိုက်စစ်မှုတွေဘက်ကိုမထိုးပေးပဲနဲ့ဆုံးဖြတ်ချက်မှာပြီးတော့လမ်းကန်ခဲ့တဲ့အတွက်ဂိုးမရရှိခဲ့တာဖြစ်ပါတယ်ကော်နာကပြန်ထွက်လာတဲ့ဘောလုံးကိုမာတင်နယ်ဒီကဆယ်ယူပြီးတော့ရှေ့မှာကော်နာလွတ်နေတဲ့အချိန်ကိုက်ပြေးထွက်သွားတဲ့ဖီတာရော့ဂရက်ကိုလှမ်းထိုးပေးလိုက်တဲ့အလုံးဖြစ်ပါတယ်ထိုးရွာတော့လှပါတယ်အဲ့အလုံးကတစ်ဆင့်ဆာကာကိုထိုးပေးခဲ့ပေမဲ့ဆာကာကဘောလုံးဆွဲပေးရအောင်တစ်ချက်ဘောလုံးအနောက်ကိုကြံခဲ့ပြီးတော့ကြံခဲ့တဲ့ဘောလုံးကိုဖီတာရော့ဂရက်ကဂိုးအဒီယာထိကနေပြီးတော့လှမ်းပြီးတော့ကန်ပြီးတော့ဂိုးရရှိသွားတာဖြစ်ပါတယ်အဲ့လုံးကတော်တော်လှပါတယ်ဂိုးသမားလက်နဲ့ထိသွားပြီမဲ့ကန်ချက်ကပြင်းတော့အင်တာမီလန်ဘက်ကလည်းဂိုးပေးလိုက်ရတာဖြစ်ပါတယ်ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆိုMan of the Matchကိုနှစ်ဂိုးသွင်းယူသွားခဲ့တဲ့ဂက်ဘရီယယ်ဂျေဆူးကရရှိသွားခဲ့ဖြစ်ပါတယ်ဒီပွဲမှာဂက်ဘရီယယ်ဂျေဆူးရဲ့သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသပေးခဲ့တာဖြစ်ပါတယ်ဗီတာယောဂရက်ကတော့ဝင်လာပြီးတော့တိတ်မကြပါဘူးလိုအပ်နေတဲ့ဂိုးကိုရရှိခဲ့တာဖြစ်ပါတယ်သူကချန်ပီယံလိမှာ9ပွဲကစားပေးထားပြီးတော့3ဂိုးသွင်းယူထားပါတယ်အရင်ပွဲတွေတုန်းကဆိုရင်ဆာကာနဲ့ဗီတာယောဂရက်ဂျာအနေငယ်ပုတ်တိုက်မှုတွေဖြစ်နေတယ်ဆိုပြီးတော့မီဒီယာတွေကချပြခဲ့ပေမဲ့ဒီပွဲမှာတော့ဂိုးသွင်းပြီးတော့အတူအောင်ပွဲခံသွားခဲ့ပါတယ်
ဒါမျိုးတွေကနိုင်ခွဲစားလောင်နေတဲ့အသင်းတွေကိုယ်တွေလိုအပ်နေတဲ့အသင်းတွေမှာတွေ့ရမယ့်နေချိန်တွေမျိုးပါprofessional ကစားသမားတွေအတွက်ကတော့ပုံမှန်ပါပဲဒီပွဲနိုင်ရလိုက်လို့အာဆင်နယ်တို့ကချန်ပီယံလိနောက်တစ်ဆင့်ကိုလွတ်ကျွတ်နဲ့တက်ရောက်သွားခဲ့ဖြစ်ပါတယ်9ပွဲကန်9ပွဲလုံးအနိုင်နဲ့ပေးကိုက2ဂိုးရာကိုအဂိုး20နဲ့အဆင့်1ကနေအဆင့်2ကို6မှတ်အကွာဖြတ်ထားနိုင်ခဲ့ပါတယ်နောက်ပြီးတော့အဝေးကွင်း၄ခွဲဆက်ကန်ခဲ့ရပေမဲ့တပွဲမှမရှုံးဘဲကန်နိုင်ခဲ့တာချီးကျူးရမယ့်ရလဒ်မျိုးပါပဲစကွတ်တက်အပြေးအဝနဲ့ကစားသမားတွေကိုတခြား variation လုပ်ပြီးကန်သွားတာလုံးဝကျင်းတဲ့စရာဖြစ်ပါတယ်